မျက်မမြင်မျိုးသားသည်ဘရင်ကိုတဦးချင်းစီးချင်းထိုးရန်စိန်ခေါ်လိုက်သည်ဘရင်ကမြည်တို့များတုတ်ပြန်ခြင်းမရှိသည်ကိုတွေ့တော့အခါသူသည်မြား6စင်းကိုချိုးပစ်လိုက်ပြီးကြန့်ရှိနေသောနောက်ဆုံးများတစ်စင်းကိုကြစ်ကြစ်ပါအောင်စုပ်ကင်ကဘရင်ရှိရာဘက်သို့ချိန်ရွယ်လိုက်သည်ဤဒီကိုမြင်သောအခါဘရင်သည်ငြိမ်သက်စွာထိုင်မနေနိုင်တော့ပေအကြောင်းမှာအောက်ခြေတွင်မရေမတွက်နိုင်သောတိုင်းသူပြည်သားများကစောင့်ကြည့်နေကြပြီးသူ၏ပြိုင်ဘက်မှလည်းမျက်မမြင်တဦးဖြစ်နေသောကြောင့်ပင်ဘရင်သည်တိတ်ခါကြမခံလိုသဖြင့်စစ်မြင်းကိုစီးကကွင်းအတွင်းသို့ဒုံဆိုင်ဝင်ရောက်လာခဲ့သည်တွန်တွားရင်ထုခဲ့သောအကြအာယုံရှိသည်ကိုဘရင်ကကောင်းစွာသိထားသဖြင့်တွန်၏အကြအာယုံကိုနှောက်ယှက်ရန်ရည်ရွယ်၍ကွင်းပတ်လည်၌မြင်းကိုအဝိုင်းလိုက်ပတ်စည်းလေသည်ထို့နောက်တွင်မူဘရင်သည်သူ၏လံကိုအားကုန်လွှဲ၍ပြစ်ပေါက်လိုက်သည့်အရေးကြီးသောထိုခဏ၌တွန်သည်လေထဲတွင်လှန်တိုးဝင်လာသောအတန်ကိုကြားလိုက်ရသဖြင့်လှန်ချက်ကိုတီတီလေးရှောင်တိန်နိုင်ခဲ့သည်တွန်သည်သူ၏လေးနှင့်များကိုအမြန်ကောက်ယူကအသက်ကိုပြင်းပြင်းရှူ၍စိတ်ကိုတည်ငြိမ်အောင်ထားပြီးနောက်တစ်ကြိမ်ထပ်မံချိန်ရွယ်လိုက်သည်သို့သောဤဒီမှာသူ၏နောက်ဆုံးအခွင့်အရေးဖြစ်သည်ဘရင်သည်တွန်၏အားနည်းချက်ကိုသိမြင်သွားပုံရသည်သူသည်လှန်ကိုမြောက်ကတွန်ရှိရာသို့အရှိန်ဖြင့်ပြေးဝင်လာစဉ်ခြေနှင်းကွင်းထဲမှခြေတစ်ဖက်ကိုထုတ်လိုက်ပြီးမြင်း၏ညာဘက်ဘေးသို့ခန္ဓာကိုယ်ကိုစောင်းလိုက်သည်သူ၏ရည်ရွယ်ချက်မှာတွန်ကိုအာယုံလဲစေရန်ဖြစ်တော်လဲတွန်၏ထူးကဲလာသောအကြအာယုံကိုသူလျှော့တွက်ခဲ့မိသည်တွန်သည်လွတ်နေသောခြေနှင်းကွင်းလှုပ်ခတ်သွားသည့်အတန်ကိုကြားလိုက်ရပြီးသားဖြစ်သည်တွန်သည်တိတ်တဆိတ်အသင့်ပြင်ထားလိုက်သည်ထိုခဏ၌ဘရင်သည်အာကုံသုံးကလံကိုပစ်လိုက်ပြီးနောက်တစ်စက္ကန့်တွင်များတစ်စင်းလွင့်ထွက်သွားသည်ဘရင်သည်တုတ်ပြန်ရန်အချိန်မရလိုက်ပဲထိုခဏချင်းမှာပင်အနိုင်ရှုံးကပြတ်သားသွားခဲ့သည်ပွဲကြီးပရိသတ်များကဤနေရာတွင်တွန်ကိုလွတ်ပေးလိမ့်မည်ဟုထင်မှတ်ခဲ့ကြတော်လဲတန်တကားကြီးဖြည်းဖြည်းချင်းပွင့်လာပြီးချင်းသေးတကောင်ကိုလွတ်ပေးလိုက်သည့်ပရိသတ်များမှာချက်ချင်းပင်ဆူညံသွားကြပြီးဤမျက်မမြင်သည့်အပိုင်းပိုင်းပြက်ပြက်အကိုက်ခံရတော့မည်ဟုအားလုံးကယူဆခဲ့ကြသည်သို့သောချင်းသေးကြီးခုံအုပ်လိုက်စင်မှာပင်တွန်သည်ဘေးသို့ရုတ်တရက်ရှောင်လိုက်နိုင်သည်ကိုမိသူများမထင်မှတ်ထားခဲ့ပေထို့နောက်သူသည်အသက်ကိုအောင့်ကချင်းသေး၏အတန်ကိုအာယုံဆိုင်၍နားဆွင့်နေလိုက်သည်ချင်းသေးကြီးဟိမ့်ဟောက်ကပြေးဝင်လာသောအခါတွန်သည်ရင်းရှိရာနေရာကိုချက်ချင်းသိရှိသွားပြီးချင်းသေးခုန်တက်လာချိန်မှာပင်ပစိန်ဖြင့်အာကုံလွဲကပြစ်လိုက်ရာချင်းသေးကြီးသည်သူ၏ခြေရင်း၌ပင်လဲကျတေဆုံးသွားခဲ့သည်တကွင်းလုံးစွန့်သွားခဲ့တော်လဲတွန်မှမူခဏတာမြပင်တတိမလုံးဝပေအဘဲကြောင့်ဆိုသောဒုတိယနှင့်တတိယမြောက်ချင်းသေးများမှာနီးကပ်လာပြီးဖြစ်သောကြောင့်ပင်ချင်းသေးနှစ်ကောင်၏တိုက်ခိုက်မှုကိုရင်ဆိုင်ရချိန်တွင်သူသည်အမှန်တကယ်ပင်ဘေးဒုက္ခနှင့်ကြုံတွေ့နေရပြီဖြစ်သည်အစာငတ်နေသောချင်းသေးများသည်ဆက်လက်မအောင်ထားနိုင်တော့ဘဲချက်ချင်းပင်ခုံအုပ်ကြလေသည်အနေရမှာလက်တကန်းသို့ရောက်နေပြီဖြစ်ကြောင်းသိလိုက်ရသဖြင့်တွန်သည်လင်းမြန်စွာလှည့်၍လှန်ကိုမြောက်လိုက်သည်သူလဲကျသွားချိန်မှာပင်လက်ထဲမှလှန်သည်ချင်းသေးကိုထိုးဆိုင်မိသွားသည်သို့သောသူအသက်ရှူပင်မဝသေးခင်မှာပင်အခြားချင်းသေးတစ်ကောင်ကသူ့ကိုဆွဲဆောင်ကဆွဲခေါ်သွားတော့သည်တွန်သည်ပြန်လည်ခုခံနိုင်စွမ်းမရှိတော့ပေခြေနေမှာအလွန်စိုးရိမ်ရသောအချိန်တွင်ပွဲကြည့်စဉ်ပုံမှတစုံတစ်ယောက်ကမင်းရှိမှလှန်တစ်ချောင်းရှိတယ်ဟုအော်ဟစ်ကတတိပေးလိုက်သည်တွန်သည်လှန်ကိုလှမ်းဖမ်းမိသွားပြီးချင်းသေး၏ကြောကုန်းထဲသို့အာကုံထိုးဆိုင်ပစ်လိုက်သည်ဤအခက်ခဲကြီးပြီးဆုံးသွားပြီဟုသူထင်လိုက်တော့လဲမမျှော်လင့်ပဲ